စိတ်ကိုအောင်မြင်ခြင်းရှစ်ပါးကြာဆုံးခြင်းဒီစကားလုံးတွေကစာမေးပွဲတွေဒါမှမဟုတ်အလုပ်ကဏ္ဍတွေကိုပြောတဲ့အခါမှာအသုံးများပါတယ်ဝါဒရှိဝါရှိခံဒီစိတ်ကိုရှိတာကျွန်တော်ဟာစာမေးပွဲမှာအောင်မြင်ခဲ့တယ်နန်းတို့မို့ရှစ်ပါးရှိတယ်မို့မာတာဂန်ပါတို့အချိန်ချင်းကြာဆုံးနေရင်တော့မှပဲထပ်ပြီးတော့စူးစမ်းမယ်ဖုဆိုခုမလုံလောက်ခြင်းဂျူးဘွန်လုံလောက်ခြင်းဒီစကားလုံးတွေကကြတော့အထူးသဖြင့်ရိုဆန်းဆိုတဲ့ဘားချက်အကြောင်းပြောတဲ့အခါမှာတွဲပြီးသုံးလေးရှိပါတယ်ခုနခေခါကူကရိုဆန်းကဖုဆိုခုရှိတဲ့ယူဒီအစီအစဉ်တော့ဘားချက်မလုံလောက်ဘူးဖြစ်နေတယ်ဂျွန်ဘီကဂျူးဘွန်တာပြင်ဆင်မှုကလုံလောက်ပြီးပြောမယ်ဆိုလို့ရှိရင်တိတ်တိတ်ချာချာပြင်ဆင်ခဲ့ပြီးပြီလို့ပြောချင်တာဖြစ်ပါတယ်စိတ်ကျော်ခုတက်ခီတက်ကြွသောရှော့ကျော်ခုတက်ခီအေးစေသောဒီစကားလုံးကကြတော့လူတစ်ယောက်ရဲ့အပြုအမူကိုဖော်ပြခြင်းတဲ့အခါမှာသုံးပါတယ်စိတ်ကျော်ခုတက်ခီဆိုတာကြတော့ကိုကနေပြီးတော့တက်တက်ကြွကြွလှုပ်ဆောင်တာကိုပြောတာဖြစ်ပြီးတော့ရှော့ကျော်ခုတက်ခီကကြတော့တွန်းဆုပ်ဖြစ်နေတာမျိုးကိုပြောချင်တာဖြစ်ပါတယ်ခါနောကျော်ကစိတ်ကျော်ခုတက်ခီနီဤခံကိုဤတာသူမရဲ့အမြင်ကိုတက်တက်ကြွကြွနဲ့ပြောဆိုခဲ့တယ်ခါရဲဝါရှော့ကျော်ခုတက်ခီတဲ့နာနီမိုဟာနာဆနာခတ်တာသူကတော့တွန်းဆုပ်နဲ့ဘာမှမပြောဘဲနေခဲ့တယ်ဒီလိုမျိုးခေါ်တော့ဘာတွေကိုဟန်တိုင်းစကားလုံးနဲ့တွဲမှတ်ခြင်းအပြင်တစ်လုံးကိုကြက်တာနဲ့နောက်တစ်လုံးကိုပါသူ့လိုမှတ်မိနေစီမှာဖြစ်ပါတယ်